အဲ့တော့ဗုဒ္ဓသာသနာပျက်စီးရခြင်းရဲ့အဓိကတရားခံသည်ခရစ်ယာန်ကြောင့်လည်းမဟုတ်ဘူးမွတ်စလင်ကြောင့်လည်းမဟုတ်ဘူးဘယ်သူတွေကြောင့်ဗုဒ္ဓဘာသာအမျိုးယုတ်တွေကြောင့်ရှင်းလားအဲ့တော့ခင်ဗျားတို့ဒီသာသနာကိုပြုနိုင်ရင်ပြုမပြုနိုင်လို့ကုသိုလ်မရယုံမဲ့ရှိမယ်အာကုသိုလ်တော့မဖြစ်ဘူးအဲ့တော့ကိုယ်ကြောင့်သာသနာတိုးတက်အောင်လုပ်နိုင်ရင်လုပ်မလုပ်နိုင်ရင်သာသနာတော့မဖြတ်ကြနဲ့ရှင်းသလားအဲ့တော့ဗမာပြည်သာသနာကိုဖြတ်နေတာဗမာပြည်မှာရှိနေတဲ့ယဟန်ယုတ်တွေနဲ့လူယုတ်မာတွေပဲသဘောပေါက်လားရှင်းလားကျွန်တော်ပြောတာအဲ့တော့ခုတစ်ချိန်လုံးကဒီလိုဝိဝါဒကွဲပြားမှုတွေတို့နိုင်ငံတို့သာသနာသမိုင်းမှာရှိခဲ့သလားမရှိခဲ့ဘူးအဲ့တော့ဘာဖြစ်ကုန်လို့ဆိုတော့ယဟန်ကယဟန်လုံးမလုံးနိုင်ငံရေးရောင်ရောင်အမျိုးသားရေးရောင်ရောင်ဟိုရောင်ရောင်ဒီရောင်ရောင်ဖြစ်ကုန်တာဖြစ်တဲ့အတွက်ခုတန်ဃာတွေလည်းချင်းချင်းဂိုင်းကနာတွေကွဲရှင်းလားတကယ်ဆိုရင်ဘုရားရှင်အဆုံးမအောက်မှာရှိနေရင်အားလုံးဟာတသွေးတသားတဲ့တညီတညွတ်တဲ့ဖြစ်နေရရှင်းလားနော်ခုတော်ဒီ669မဘာသာတွေပေါ်လာမှတန်ဃာလည်းဂိုင်းတွေကွဲကုန်ရှင်းလားသဘောပေါက်သလားအဲ့တော့ဓမ္မကြီးခုဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေကိုသုံးသပ်ကြည့်ရင်အဲ့ဒီဘွယ်စည်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်ကုန်တာအကုန်ရှင်းလားသဘောပေါက်လားကြုတ်ပြောတာဘယ်သူပြောလို့သူကြုတ်ပြောတယ်လို့ပြောလိုက်